ဒီရုပ်ထုလေးထိုးပြပါမယ်နော်ဒီရုပ်ထုလေးကတိုင်တိုသမားရဲ့တိုင်ရှိသမားရဲ့နော်အခြေခံထိုးတက်တဲ့လူလေးတွေအတွက်ဒါအလွယ်ဆုံးပတ်တန်းလေးထိုးလေးပါနော်ဒါလေးကရုပ်ထုလေးထိုးဖို့ဆိုရင်သူက2ရောင်သုံးထားတာဖြစ်တဲ့အတွက်ခြေလေးနှလုံးလိုပါမယ်နော်တကယ်လို့လူကြီးဆိုင်ကလေးကိုထိုးမယ်ဆိုလို့ရှိရင်တော့ဒီခြေဖြူလေးကနှလုံးလောက်ကုန်ပါမယ်နော်ထုံးစံတိုင်းအက်ကလေးကတော့ဒီအက်လေးနဲ့ထိုးပါမယ်ပြီးရင်တစ်ချောင်းအပ်ပါမယ်နောက်ပြီးရင်တက်ကြီးလေးတစ်ချောင်းပါပါမယ်နော်ဒီအုတ်ထုပ်လေးကတော့ဒါ2နှစ်အရွယ်စိုက်ကလေးကိုထိုးထားတာပါနော်ဖုံမီလေး82တိုင်းနဲ့နော်2နှစ်အရွယ်ကို1နှစ်ကနေ2နှစ်အထိစိုက်ကလေးကိုထိုးထားတာပါနော်တကယ်လို့ဒီအုတ်ထုပ်လေးကိုသေးချင်တယ်ပေါ့နော်မွေးကာသားခလေးလောက်လေးဆိုလို့ရှိရင်58တိုင်းပေါ့နော်ဖုံမီ58ခုတကယ်လို့မှထပ်ပြီးတော့3လဝန်းကျင်ဆိုလို့ရှိရင်ဖုံမီ60 3လကနေ6လဝန်းကျင်ဆိုလို့ရှိရင်63 6လကနေ12လအတွင်းဆိုလို့ရှိရင်တော့69တစ်နှစ်ကနေ2နှစ်အတွင်းဆိုလို့ရှိရင်တော့82ပေါ့နော်သူက3နိုင်ပေါင်းပြီးတော့ကြီးလိုက်သေးလိုက်ပေါ့နော်အခုသေးချင်လို့ရှိရင်3နိုင်လျှော့မယ်ကြီးချင်3နိုင်ပေါင်းမယ်အဲ့လိုမျိုးပါနော်အုတ်ထုပ်လေးစထိုးတော့ပါမယ်နော်စထိုးတော့မယ်ဆိုရင်ဒီလိုမျိုးလေနော်ဒီလိုလုပ်လဲရတယ်အက်ကလေးနဲ့ထိုးလဲရတယ်နော်ညံဝါလို့လက်ကလေးနဲ့လုပ်လိုက်တာပါအခုအမဖုံမီလေးထိုးပါမယ်နော်ဖုံမီလေးစထိုးရပါမယ်အခုအမဒီဖုံမီလေးကို88တိုင်းထိုးပါမယ်နော်ဖုတ်ပါလေးပဲထိုးရမယ်နော်2တိုင်း3တိုင်း4တိုင်း5တိုင်းအဲ့လိုမျိုးပဲ88တိုင်းထိုးလာပါမယ်နော်ဒီမှာနော်ဖုံမီလေး88တိုင်းထိုးပြီးသွားပါပြီနော်ခုနကတော့တစ်နှစ်ကနေ2နှစ်အရွယ်က82တိုင်းထိုးထားပါရဲ့เนาะအခုကနည်းနည်းလေးသူ့ထက်အုတ်ထုပ် size လေးကိုနည်းနည်းလေးကြီးကျင်တဲ့အတွက်3က2ခုပေါ့เนาะထပ်ပြီးတော့တိုးလိုက်တာပါเนาะ3က2ခုဆိုတော့82ကနေအခု88ပေါ့เนาะအခု88တိုင်းထိုးပြီးသွားပြီဆိုတော့ဖုံမီလေးနှစ်ခါထပ်တက်ပါမယ်เนาะ1 2နော်ဖုံမီလေးနှစ်ခါတက်ပြီးသွားရင်အခုဒီမှာเนาะအမလက်ထောက်ထားတဲ့ဒီလက်မနာလေးကနေပြီးတော့စပြီးတော့3ပေါက်မြောက်ပေါ့အခု1 2 3เนาะ3ပေါက်မြောက်ကိုတိုင်ရှည်ထိုးပါမယ်เนาะတိုင်ရှည်ဖုံမီလေးစုံတဲ့အထိတစ်ပေါက်တစ်တိုင်းနဲ့တိုင်ရှည်ထိုးရပါမယ်เนาะဒီမှာเนาะတိုင်ရှည်လေးပေါ့เนาะတိုင်ရှည်လေးတွေဒီမှာဖုံမီနောက်ဆုံးပေါက်ထိထိုးပြီးသွားပါပြီเนาะဖုံမီလေး88ခါဆိုတော့ဒီတိုင်ရှည်ရလဲ88တိုင်းရှိပါရဲ့เนาะဒီဖုံမီလေးတွေကနေပြီးတော့ရည်ွားပါเนาะဒီမှာ1 2 3 4 5 6 9 10အဲ့လိုမျိုးလေးယူရပါเนาะအားလုံးပေါင်း88ခါရှိပါရဲ့เนาะ88ခါပြီးသွားပြီဆိုလို့ရှိရင်ဒီဘက်ဖုံမီထိပ်ကလေးမှာเนาะဒီဖုံမီထိပ်ကလေးမှာရှက်ကော်လေးချိတ်လိုက်ပါမယ်เนาะဒီလိုအဝိုင်းလေးတက်အောင်လုပ်ပြီးတော့เนาะရှက်ကော်လေးချိတ်လိုက်ပါမယ်နည်းနည်းလေးနီးကလေးပြပေးမယ်เนาะနည်းနည်းလေးဝေးနေရှက်ကော်လေးချိန်လိုက်ပါမယ်ဒီလိုမျိုးလေးနော်ဒီအောက်ကတော့ဒီတစ်ချောင်းအကလေးနဲ့အစတက်လိုက်ပါမယ်နော်ဒီဘက်လေးကိုပူချုပ်ပြီးတော့နော်ရှက်ကော်လေးချိန်ပြီးသွားပြီဆိုရင်ဖုံမီလေး3ခါထိုးပါမယ်1 2 3ဖုံမီလေး3ခါတက်မှာပေါ့နော်ဖုံမီလေး3ခါတက်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာအမှတရရပြီးတော့ဒီမှာအရှိကိုကလော်လိုက်မယ်နော်တိုင်တိုင်းကိုအရှိကိုကလော်ပြီးတော့တိုင်ရှည်ထိုးပါမယ်နော်ပြီးရင်အမှတစ်ခါရစ်မယ်နောက်ထပ်တိုင်တစ်ထိုင်ကအနောက်ကနေကလော်မယ်အမှတစ်ခါရစ်ပြီးတော့နော်နောက်ကနေကလော်ပြီးတော့တိုင်ရှည်လေးတစ်ခါထိုးပါမယ်ပြီးရင်အဲ့လိုမျိုးပဲအမှတစ်ခါရစ်မယ်ဒီရှေ့ကိုကလော်ပြီးတော့တိုင်ရှည်လေးတစ်ခါထိုးပါမယ်နော်
ပြီးရင်နောက်ကိုဒီလိုအမှတစ်ခါရေးပြီးတော့နောက်ကိုတိုင်လေးကိုဒီလိုလေးကလော်ပြီးတော့တစ်ခါထိုးပါမယ်နော်အဲ့လိုပဲရှေ့တစ်ခါနောက်တစ်ခါနဲ့ပတ်လဲနောက်ဆုံးပေါက်လေးရောက်တဲ့အထိထိုးလာပါမယ်နော်နောက်ဆုံးဒီတိုင်လေးရောက်တဲ့အထိပေါ့ထိုးလာပါမယ်နော်အခုဒီမှာနော်နောက်ဆုံးတိုင်ရှည်လေးနားထိရောက်လာပါပြီနော်ဒီမှာအရှိကိုတစ်ခါကလော်ပြီးတော့တစ်ခါတိုင်ရှည်တစ်ခါထိုးတဲ့နောက်ကိုကလော်ပြီးတော့တိုင်ရှည်တစ်ခါထိုးတဲ့ပတ်လဲနော်ထိုးလာတာနောက်ဆုံးတန်းလေးနားရောက်ပါပြီဒါကတော့အခု2တန်းမြောက်ပါနော်အခုရှက်ကော်လေးချိန်မယ်3တန်းမြောက်ကိုထိုးပါမယ်နော် round 3ပေါ့နော်ရှက်ကော်လေးချိန်မယ်နော်အခုဖုံမီ3ခါထိုးမယ်ဖုံမီ3ခါထိုးမယ်အခုဒီမှာအရှိတိုင်ဆိုရင်အရှိကိုကလော်ပြီးတော့တိုင်ရှိလေးတစ်ခါထိုးမယ်အနောက်တိုင်ဆိုရင်အနောက်ကိုတစ်ခါကလော်ပြီးတော့ထိုးပါမယ်နော်အခုဒီမှာဒါနောက်တိုင်လေးနော်အနောက်ကိုကလော်ပြီးတော့ထိုးပါမယ်အဲ့လိုမျိုးပဲအရှိကိုကလော်လိုက်နောက်ကလော်လိုက်နဲ့ပတ်လဲထိုးလာပါမယ်နော်ကိုဒီမှာနော် round 3ကိုဒီမှာနောက်ဆုံးတိုင်လေးထိပတ်လဲပေါ့နော်ထိုးလာပြီးသွားပါပြီပြီးရင် round 4ကိုတက်မယ်နော်နံပါတ်4တန်းကိုတက်ဖို့အတွက်ရှက်ကော်လေးချိန်လိုက်ပါမယ်ပြီးရင်အဖြူရောင်လေးချိန်မယ်နော်အမကတော့အဖြူရောင်လေးနဲ့ထပ်ထိုးမှမလို့အဖြူရောင်လေးချိန်တာပါကြိုက်တဲ့ရောင်ချိန်လို့ရပါတယ်နော်ခုတော့ဒီနီရောင်လေးကိုကကြီးလေးနဲ့ညှက်လိုက်ပါမယ်နော်ကကြီးလေးနဲ့ညှက်ပြီးသွားပြီဆိုရင်အဖြူရောင်လေးချိန်ပါမယ်နော်ဖုံမီလေး3ခါထိုးပါမယ်ဖုံမီလေး3ခါထိုးပြီးသွားပြီဆိုရင်ဒီအောက်ကတိုင်လေးတွေထိုးတဲ့ပုံစံတိုင်းအမှတည်းရင်မယ်အရှိတိုင်ဆိုရင်အရှိကိုကလော်ပြီးတော့တစ်ခါထိုးမယ်အမှတစ်ခါရင်မယ်အနောက်တိုင်ဆိုလို့ရှိရင်နောက်ဘက်ကနေနော်အခလေးကိုကလော်ပြီးတော့တစ်ခါထိုးပါမယ်ပြီးရင်အရှိတိုင်ပြီးရင်အနောက်တိုင်အဲ့လိုမျိုးပဲပတ်လဲထိုးလာပါမယ်နော်အခုဒီမှာနော်အဖြူလေးနဲ့ဒီချီဖြူလေးနဲ့ဒီပတ်လဲပေါ့နော်အရှိကိုတစ်ခါကလော်ပြီးတော့တိုင်ရှိတစ်ခါနောက်ကိုတစ်ခါကလော်ပြီးတော့တိုင်ရှိတစ်ခါပေါ့နော်ပတ်လဲထိုးပြီးသွားပါပြီနော်အခုထိုးပြီးသွားပြီဆိုတော့ရှက်ကော်လေးချိန်လိုက်ပါမယ်နော်အခုနံပါတ်5အတန်းကိုတက်မှာပေါ့နော်1အခုကနံပါတ်5တန်းလေးကိုတက်မှာပါနော်ဒီမှာ1 2 3 4အခုနံပါတ်5နော်နံပါတ်5တန်းကိုတက်ဖို့အတွက်ဖုံမီလေးရှက်ကော်လေးပေါ့နော်ရှက်ကော်လေးချိန်ပါမယ်ရှက်ကော်လေးချိန်ပြီးသွားရင်ဖုံမီလေး3ခါထိုးပါမယ်နော်1 2 3နော်ဖုံမီလေး3ခါထိုးပြီးသွားပြီဆိုလို့ရှိရင်ဒီရှက်ကော်အခုဒီရှက်ကော်လေးချိန်ထားတဲ့ဒီအတန်းလေးရဲ့ဘေးကဒီပေါက်လေးနော်ဒီပေါက်လေးမှာတိုင်ရှိ2ခါထိုးပါမယ်နော်တစ်ခါ2ခါနော်ဒီဖုံမီလေး3ခါထိုးထားတဲ့တန်းလေးနဲ့ဆိုလို့ရှိရင်တိုင်ရှိ3ခါပေါ့နော်တိုင်ရှိ3တန်းပေါ့နော်အဲ့လိုနောက်ထပ်အခုဒီမှာတစ်တိုင်း2တိုင်း3တိုင်းပေါ့နော်3တိုင်းရဲ့ဒီဘေးကအပေါက်လေးထဲမှာလည်းတိုင်ရှိ3ခါထိုးပါမယ်နော်1 2 3နော်အဲ့လိုမျိုးပဲနောက်ထပ်1 2 3ဒီနော်ဒီဘေးပေါက်လေးမှာနောက်ထပ်တိုင်ရှိ3ခါ1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161
3ကနော်အဲ့လိုမျိုးလေးပဲပတ်လဲဒီနောက်ဆုံးဒီတိုင်လေးဒီနောက်ဆုံးအပေါက်လေးပေါ့နော်နောက်ဆုံးပေါက်လေးရောက်တဲ့အထိကိုထိုးလာပါမယ်နော်ဒီမှာနော်ပတ်လဲထိုးပြီးသွားပါပြီနော်ပတ်လဲထိုးပြီးသွားပြီဆိုတော့ရှက်ကော်လေးချိန်လိုက်ပါမယ်နော်ဒီအောက်က4တန်းကိုမှထည့်ရထားလို့ဒီမှာနံပါတ်5လို့ပြောတာပါနော်တကယ်လို့ဒီ4တန်းကိုထည့်မြည်ဆိုတာနံပါတ်1တန်းလို့မှတ်ထားလို့ရပါတယ်နော်အခုနံပါတ်1တန်းပြီးသွားပါပြီနော်ဒီဟာလေးတွေကတော့အားလုံးပေါင်း26ခုရှိပါတယ်နော်အမကဒီ80နဲ့ဖုံးပြီး82ကိုအမ3ခုထပ်ပေါင်းထားဆိုဖုံးပြီး88နော်88မို့လို့ဒီဟာ26တိုင်းရှိတာပါနော်ဒီဟာလေးတွေက26ခုရှိတာပါအခုရှက်ကောချိန်ပြီးသွားပြီဆိုတော့အခုနံပါတ်2အတန်းကိုတက်ပါမယ်နော်ဒါကနံပါတ်1နော်နံပါတ်2အတန်းကိုတက်ပါမယ်နံပါတ်2အတန်းကိုတက်ဖို့အတွက်ရှက်ကောလေးဖုံးပြီးလေး3ခါထိုးပါမယ်နော်ဖုံးပြီးလေး3ခါထိုးသွားရင်အခုဒီမှာဒီနေရာလေးတွေနော်ဒီလိုဒီပေါင်နားလေးတွေနော်အဲ့မှာဒီမှာတိုင်ရှည်3ခါထိုးပါမယ်နော်တခါနော်ခါနော်အဲ့လိုမျိုးပဲဖုံးပြီး3ခါထိုးထားတဲ့ဒီပေါက်ကြားလေးတွေထဲမှာပဲနောက်ထပ်တိုင်ရှည်3ခါsorry ဖုံးပြီးတောင်ဖြစ်ကုန်ပြီအခုနော်ဒီပေါက်ဒီတိုင်ရှည်3ခါထိုးပြီးသားဒီအပေါက်ဘီးလေးတွေမှာပဲနော်တိုင်ရှည်3ခါလိုက်ထိုးရမှာပါနော်ဒီလိုဆိုရင်ဒါ3ခုရပါပြီနော်တစ်ခါ2ခါ3ခါနော်အဲ့ဒါကိုဒီနားလေးထိထိုးလာပါမယ်နော်ဒီမှာနော်ပတ်လဲထိုးပြီးသွားပါပြီနော်ဒီဘေးနားလေးထိနော်ဒါနံပါတ်2တန်းလေးထိုးပြီးသွားတာပါနံပါတ်2တန်းလေးထိုးပြီးသွားပြီဆိုတော့နံပါတ်3တန်းကိုတက်ဖို့အတွက်ရှက်ကောလေးတစ်ခါထိုးပါမယ်နော်ရှက်ကောလေးချိန်ပြီးသွားပြီဆိုရင်နံပါတ်3တန်းကိုတက်ဖို့အတွက်ဖုံးမီလေး3ခါထိုးပါမယ်နော်ဖုံးမီလေး3ခါထိုးပြီးသွားပြီဆိုလို့ရှိရင်နံပါတ်2တန်းကလိုမျိုးပဲနံပါတ်3တန်းကိုလည်းဒီပေါက်လေးတွေထဲမှာတိုင်ရှည်3ခါနဲ့ပတ်လဲထိုးပါမယ်နော်အခုဒါနံပါတ်3တန်းလေးထိုးထားတာပါနော်အဲ့လိုမျိုးပဲပတ်လဲဒီနားရောက်တဲ့အထိနော်ထိုးလာပါမယ်အခုဒီမှာနော်နံပါတ်3တန်းလေးထိုးပြီးသွားပါပြီနော်နံပါတ်3တန်းလေးထိုးပြီးသွားပြီဆိုတော့ဒီမှာရှက်ကော်လေးချိန်လိုက်ပါမယ်နော်ရှက်ကော်လေးချိန်ပြီးသွားပြီဆိုလို့ရှိရင်ဖုံးမီလေး3နိုင်တက်နံပါတ်4တန်းထိုးနံပါတ်5တန်းထိုးနံပါတ်6တန်းထိုးကိုကြိုက်တယ်လို့ဒီအရှိပေါ့နော်ကိုကြိုက်တယ်လို့ထိုးလို့ရပါတယ်နော်ဒီမှာနော်နံပါတ်3 1 2 3နံပါတ်3တန်းလေးပြီးသွားပါပြီနော်ပြီးသွားပြီဆိုရင်ဒီမှာရှက်ကော်လေးချိန်ပါမယ်နော်နံပါတ်4တန်းလေးကိုထိုးမှဖြစ်တဲ့အတွက်ပထမကလေဒီအောက်နားလေးတွေထိုးပေးထားတာဒီရှက်ကော့ချိတ်တဲ့အပေါင်ကနေထိုးတာမဟုတ်ဘဲနဲ့ဒီဘက်ကထိုးတာဖြစ်တဲ့အတွက်เนาะမှားမှာဆိုလို့ပါเนาะအခုနံပါတ်4တန်းလေးကိုပြန်ထိုးပြပါမယ်เนาะဖုံးပြီး3ကထိုးမယ်1 2 3เนาะမှန်တော့ဒီအောက်တန်းလေးတွေကဒီမှာဒီကနေဒီလိုထိုးလိုက်တာเนาะဒီလိုထိုးလိုက်တာเนาะအခုဒီအောက်တန်းလေးတွေလည်းအခုဒီရှက်ကော့ချိတ်ထားတဲ့ဒီပေါက်လေးကနေပဲစထိုးမှာပါเนาะ
ုံပြီး2ခါထိုးပါတိုင်ရှည်2ခါထိုးပါမယ်နော်သူကဖုံပြီးတိုင်လေးတစ်တိုင်ရှိနေတဲ့အတွက်တိုင်ရှည်2ခါထိုးပါမယ်ဒီဖုံပြီးတိုင်လေးနဲ့ဆိုရင်3ခါပါနော်ပြီးရင်ဒီပေါက်လေးတွေမှာပုံမှန်တိုင်းလေးပဲတိုင်ရှည်3ခါထိုးပါမယ်နော်တစ်ခါ2ခါ3ခါနော်နောက်ထပ်တစ်ပေါက်မှာလည်းတိုင်ရှည်3ခါတစ်ခါ2ခါ3ခါနော်အဲ့လိုမျိုးပဲပတ်လဲဒီနောက်ဆုံးဒီပေါက်လေးနားရောက်တဲ့အထိထိုးလာပါမယ်နော်အခုနံပါတ်4เนาะအမကတော့ဒီခုနံပါတ်1 2 3 4 10ထိလည်းထိုးလို့ရတယ်လို့12ထိလည်းထိုးလို့ရပါတယ်เนาะကိုကြိုက်တဲ့အရေအတွက်ထိုးပြီးပြန်လာခဲ့ပါမယ်เนาะဒီမှာเนาะ12တန်းထိထိုးပြီးသွားပါပြီเนาะ1 2 3 4 5 6 9 8 9 10 11 12เนาะ12တန်းထိုးပြီးသွားပြီဒီမှာရှက်ကော်လေးလည်းချိန်ပြီးသွားပါပြီเนาะရှက်ကော်လေးချိန်ပြီးသွားပြီဆိုရင်73တန်းကိုတက်ဖို့အတွက်ဖုံမီလေး3ခါထိုးပါမယ်เนาะဖုံမီလေး3ခါထိုးပြီးသွားပြီဆိုလို့ရှိရင်ဒီအပေါက်လေးထဲမှာပဲเนาะဒီပေါက်လေးနားမှာပဲတိုင်ရှည်လေးတစ်တိုင်ထိုးပါမယ်เนาะဖုံမီ3ခါထိုးထားတဲ့တိုင်လေးနဲ့ဆိုရင်2တိုင်ပါเนาะဒီနားလေးမှာလည်းတိုင်ရှည်လေး2တိုင်ထိုးပါမယ်เนาะအဲ့လိုမျိုးပဲပတ်လဲနောက်ဆုံးအပေါက်နားလေးရောက်တဲ့အထိထိုးလာပါမယ်เนาะအခုเนาะနံပါတ်73တန်းလေးထိုးပြီးသွားပါပြီဒီနားအထိเนาะနားထိထိုးပြီးသွားပြီဆိုရင်ရှက်ကော်လေးချိန်လိုက်ပါမယ်เนาะရှက်ကော်လေးချိန်ပြီးသွားပြီဆိုရင်နံပါတ်14တန်းကိုထိုးဖို့အတွက်ဖုံမီလေး3နိုင်တက်ပါမယ်เนาะဖုံမီလေး3နိုင်တက်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာเนาะဒီပေါက်ကနေစမယ်เนาะဒီမှာတစ်ခါဆွဲထုတ်မယ်เนาะအမှတရေးရစ်မယ်အခုဒီမှာတစ်ခါဆွဲထုတ်လိုက်တယ်ဆိုတော့ဒီမှာเนาะနှစ်တိုင်လိုပုံစံလေးဖြစ်သွားတယ်เนาะအခုဒီမှာနောက်တစ်နေရာမှာတစ်ခါတိုင်ရှိလိုပုံစံမျိုးပေါ့เนาะအမှတရေးရစ်ပြီးတော့ဒီမှာတစ်ခါဆွဲထုတ်မယ်အမှ3နိုင်ကြံမယ်နောက်ထပ်အမှတရေးရစ်ပြီးတော့တစ်ခါဆွဲထုတ်မယ်ဒီမှာเนาะအမှ4တိုင်ကြံတယ်တစ်ခါတည်းအကုန်လုံးကိုပအောင်ဆွဲထုတ်လိုက်မယ်เนาะဒါဒီမှာဖုံမီလေး3တိုင်ထိုးထားတာဖြစ်တဲ့အတွက်အမှ4တိုင်ကျန်တာပါเนาะအခုဒီနှစ်ပေါက်မှာထိုးမယ်ဆိုရင်တော့အမှ9တိုင်ကျန်ပါမယ်เนาะထိုးပြပါမယ်အမှတရေးရစ်မယ်တစ်ခါဆွဲထုတ်မယ်ဒီမှာ2တိုင်ကျန်တယ်เนาะအမှတရေးရစ်မယ်နောက်ထပ်တစ်ခါဆွဲထုတ်မယ်3တိုင်ကျန်မယ်เนาะအခုနောက်တစ်ပေါက်ကိုသွားမယ်အမှတစ်ခါရစ်မယ်ဒီမှာတစ်ခါဆွဲထုတ်မယ်4တိုင်ကျန်မယ်เนาะအမှတစ်ခါရစ်မယ်နောက်ထပ်ဒီမှာတစ်ခါဆွဲထုတ်မယ်ဒီမှာ9တိုင်ကျန်တယ်เนาะအဲ့9တိုင်ကိုတစ်ခါတည်းဆွဲထုတ်ပါမယ်ဒီလိုမျိုးเนาะပြီးရင်နောက်ထပ်ဒီနှစ်ပေါက်မှာလည်းအဲ့လိုမျိုးပဲထိုးမယ်เนาะအမှတစ်ခါရစ်မယ်ဒီမှာတစ်ခါဆွဲထုတ်မယ်အမှတစ်ခါရစ်မယ်ဒီပေါက်လေးထဲမှာဒီမှာ2တိုင်ကျန်မယ်เนาะအမှတစ်ခါရစ်မယ်ဒီပေါက်လေးထဲမှာပဲတစ်ခါဆွဲထုတ်မယ်ဒီမှာအမှ3တိုင်ကျန်တယ်เนาะနောက်တစ်ပေါက်ကိုသွားမယ်အမှတစ်ခါရစ်တယ်ခြေစာလေးကိုတစ်ခါဆွဲထုတ်မယ်4တိုင်ကျန်တယ်เนาะဒီပေါက်လေးဒီပေါက်နားထဲမှာပေါ့ဒီပေါက်နေရာမှာပဲเนาะအမှတစ်ခါဆွဲထုတ်ပြီးတော့ဒီမှာ9တိုင်ကျန်တယ်เนาะအဲ့ဒါကိုတစ်ခါတည်းဆွဲထုတ်လာပါမယ်เนาะနောက်တစ်ခေါက်ထပ်ထိုးပြပါမယ်ဒီနှစ်ပေါက်ကိုเนาะအခုမထိုးခင်တည်းကဒီ app ပေါ်လေးမှာဒီမှာတစ်တိုင်ကျန်နေတာเนาะ
အမှတရေးရစ်မယ်ဒီမှာဒီပေါက်လေးကိုတစ်ခါဆွဲထုတ်မယ်နော်အမှတရေးရစ်မယ်နောက်တစ်ခါထပ်ဆွဲထုတ်မယ်နော်ဒီမှာ3နိုင်ကျန်တယ်နောက်တစ်ပေါက်ကိုသွားမယ်အမှရစ်မယ်တစ်ခါဆွဲထုတ်မယ်4နိုင်ကျန်မယ်နော်နောက်တစ်ပေါက်ကိုဒီမှာဒီပေါက်လေးတွေကိုပဲသွားမယ်5နိုင်ကျန်မယ်တိုင်လျှော့တာပေါ့နော်ဒါကတော့အမှန်တော့တိုင်လျှော့တယ်လို့မျိုးပဲထိုးတာပါနော်အဲ့လိုမျိုးပတ်လဲထိုးလာပါမယ်နော်ဒီနားလေးထိပေါ့အခုဒီမှာနော်တိုင်လျှော့လေးထိုးလာတာအခုဒီနောက်ဆုံးနေရာလေးကိုရောက်လာပါပြီနော်ပြီးရင်ဒီမှာရှက်ကော်လေးချိန်လိုက်မယ်နော်ရှက်ကော်လေးချိန်လိုက်ပါပြီနော်ရှက်ကော်လေးချိန်ပြီးသွားပြီဆိုတော့ဒီလိုပုံစံလေးပေါ့နော်အဲ့ဒါကိုဒါလေးကိုဖုံးမီလေးတစ်ခါထိုးမယ်ပြီးရင်ဒီနေရာလေးတွေမှာနော်ဒီနေရာလေးတွေမှာတစ်ပေါက်ကိုတစ်ခါနဲ့တိုင်တိုးလေးတွေထိုးရပါမယ်နော်တိုင်တိုးလေးနော်တစ်ပေါက်ကိုတစ်ခါနဲ့နှစ်ခါ3ခါ4ခါ5ခါ6ခါ6ခါနော်9ခါ10ခါ9ခါ10ခါ11ခါ12ခါ13ခါမှန်နော်အခုဒီမှာနော်13ခါတစ်ပေါက်တစ်တိုင်းနဲ့13ခါထိုးပြီးသွားပြီဆိုတော့ဒီမှာရှက်ကော်လေးချိန်လိုက်မယ်နော်ခုနကတော့ဖုံးမီလေးတစ်ခါတက်ထားတဲ့နေရာလေးကနေပြီးတော့ရှက်ကော်လေးချိန်လိုက်ပါမယ်ရှက်ကော်လေးချိန်သွားရင်တိုင်းလေးတစ်တိုင်းထိုးသွားရင်ချီလေးဖြတ်လိုက်ပါမယ်နော်အခုဒီလိုမျိုးလေးနော်ဒီမျိုးလေးဖြစ်သွားပြီဆိုရင်ဒီမှာအချောင်းအက်ကလေးနဲ့ဒီနေရာလေးကိုချုပ်လိုက်ပါမယ်နော်ဒီမှာနော်ဒီတချောင်းအက်ကလေးနဲ့ဒီနေရာလေးတွေကိုချုပ်ပါမယ်ဒီဆွဲစီလိုက်မယ်နော်အဝိုင်းလေးကိုဒီလိုမျိုးလေးနော်ဒီတချောင်းအက်ကလေးနဲ့ဒီလိုမျိုးလေးစီသွားအောင်ချုပ်လိုက်ပါမယ်နော်ချုပ်ပြီးရင်ခြေသားလေးတက်လိုက်ပါမယ်အောက်ထုတ်လေးကဒီလိုပုံစံလေးဖြစ်သွားပါမယ်နော်ခြေသားလေးတွေတက်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာပုံမုံလုံးလေးထည့်မယ်ဆိုရင်လည်းထည့်လို့ရပါတယ်မထည့်ဘူးဆိုရင်လည်းဒီတိုင်းလေးပေါ့နော်စောင်းခြင်းနဲ့အောက်ထုတ်လေးကဒီလိုပုံစံလေးဖြစ်သွားပါမယ်နော်
တကယ်လို့ပုံလုံးလေးထည့်ချင်တယ်ဆိုလို့ရှိရင်လည်းပုံလုံးလေးကိုထည့်ပါပုံလုံးလေးထည့်တဲ့အခါကျလို့ရှိရင်တော့2ရောင်ဆက်ကလေးပေါ့နော်ထည့်ပို့လာပါတယ်တကယ်လို့မထည့်ချင်ဘူးဒီတိုင်းပဲစောင့်ချင်တယ်ဆိုရင်လည်းဒီတိုင်းပဲစောင့်လို့ရပါတယ်နော်ဒီမှာနော်ပုံလုံးလေးလုပ်ပြီးသွားပါပြီချီတာထိုးချင်တာလေးလားပုံလုံးလေးလုပ်ဖို့အရန်ပြင်းတာပုံလုံးလေးတစ်ခါလုပ်ဖို့သိပ်ပြင်းတာပဲဒါပေမဲ့လည်းလောက်ရတာပဲနော်ဒီထုံလေးမှလေးတို့တက်ပါမယ်ကဲအုတ်ထုံလေးပြီးသွားပါပြီနော်